တတေးကအလောက်ခိုင်းတဲ့နေရာကြငါတို့ကမိသားစုတွေပါတဲ့အမွေခွဲပေးမယ်ဆိုရင်တော့ဟုတ်တာပေါ့အလောက်လောက်ရတာဝါသနာမပါဘူးလကုံရင်ပတ်စံထုတ်ရတာပဲဝါသနာပါတယ်ဝိတ်မကြတာကငါအပြစ်မဟုတ်ဘူးအစားအသောက်တွေကအရသာရှိလွန်းနေလို့ဝိတ်ချဖို့စဉ်းစားတိုင်းဘိုက်ကငါ့ကိုတခုခုကြွေးပါလို့អော်နေတယ်အလောက်စူးစားခြင်းစိတ်တွေပေါက်လာရင်ခဏလဲအိတ်လိုက်တယ်ပျောက်သွားရောညကြရင်အိတ်မပျောက်ဘူးမနှက်ကြရင်မနိုးတော့ဘူးအဲ့ဒါငါရဲ့စူပါပါဝါပဲမနှက်အစောကြီးနိုးတာတော့ဟပ်ပါပြီအဲ့ရတွေကထဖို့ကနောက်3နာရီလောက်လိုသေးတယ်အားကစားလုပ်ရမှာထက်ဖုန်းပွက်ရတာကပိုပြီးကယ်လိုရီလောင်နေလို့ခံစားရတယ်